တဲ့တပည့်လူကြီးဒီတပတ်တနေ့တွန်းနေကြောင်းပိတ်ရမှာအိစာအဖြစ်စာဆောင်ကြီးလာခဲ့တာနော်ရေးသားမယ်ခေါင်းစဉ်ကတော့သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကြပါဆိုတဲ့ခေါင်းစဉ်ဖြစ်တယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့သတင်းတွေအချက်လက်တွေဆွေးနွေးချက်တွေကိုကိုယ်တိုင်သိသိချာချာသိအောင်လေ့လာရမယ်လေ့လာချက်ပုံမှာမူတည်ပြီးတော့ကိုယ်ပိုင်ဟန်နဲ့ကိုယ်တိုင်ရေးခဲ့ရနော်အားလုံးနားလည်ကြရတာကဲအကြောင်းသိပြီနော်ကျေးဇူးပါကဲပြန်ရအောင်အာညီဒီနေ့ဘောလုံးကစားဖို့မတော်ဘူးလားစာချက်နေရတာ စာကောင်းမရေးတယ်လို့စိတ်ရင်းလိုက်တာပေါ့ဗျာဒီနေ့တနေ့လုံးလုံးနေတာခုထိရေးလို့မရသေးဘူး ဘာကောင်းစင်လဲ ဒီမှာကိုသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကြပါစို့တဲ့ ဒါကညီရဲ့အင်တာနက်မှာရှာပြီးတော့နည်းနည်းပါးပါဟိုပြင်းဒီပြင်းဟိုပေါင်းဒီဆက်လုပ်လိုက်ရင်ပြီးရောလာကိုလုပ်ပြီးမယ်ပြလိုက်မှာအများကြီးပဲတဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ဟာတွေအများကြီးပဲကျေးဇူးပါကိုက ရောဒီစာရွက်ကဒီပိုက်နော် ဟုတ် ဒီနောက်ဒီတစ်ရွက်ကဒီနှစ်ပိုက်နော်ဒီစာပိုက်ကဒီပိုက်ကိုနီးလေရင်းနဲ့ပြန်ကူးပြီးစိုက်ဆောင်လုပ်လိုက်နော် ဟာမိုက်ပြီကဲတပည့်လူကြီးစာရေးဆောင်မှုရေးသားထားတဲ့သူတွေကအကောင်းဆုံးရေးသားနိုင်တဲ့၃ယောက်ကိုကြာတင်တာပြီးမယ်နော်အဲ့ဒီ၃ယောက်ကတော့မောင်ကျော်အေးမောင်ကောင်းမြတ်နောက်တစ်ယောက်ကတော့မောင်ညီညီတပည့်တို့တော့ဘူးဆရာမေးနေတာကဒီစာရေးဆောင်မှာပါတဲ့အကြောင်းအရာချက်လက်တွေကိုကိုယ်တိုင်ရေးသားပြုစုထားတာလားဒါမှမဟုတ်ဓာတ်တူရေးသားပြုစုထားတာကိုပြန်ပြီးတော့တင်ပြတာပြောဖြစ်ပြီ ကိုယ်တိုင်ရေးထားတာပါဆရာဖေဖေကရှင်းပြတာကိုနားထောင်ပြီးသတင်းဆောင်ပါးတွေရှာပတ်ပြီးမှကိုယ်တိုင်ရေးထားတာပါဆရာ ဟုတ်တယ်တော်တယ်ကဲနောက်တစ်ယောက် ကျွန်တော်လည်းကိုယ်တိုင်ကြိုးစားပြီးရေးထားပါဆရာ ကဲတော်ပါရဲ့နောက်ဆိုတော့မောင်ညီကြီး ကျွန်တော်ကိုကအင်တာနက်မှာရှာပြီး print out လုပ်တာတွေကိုပေါင်းဆက်ကူးပြီးပြုစုထားတာပါဆရာ လေညီညီကအမှန်အတိုင်းမကွယ်မွက်ဖြေကြတဲ့အတွက်ကိုယ့်ရဲ့ဖြောင်းမှန်မှုတန်ဖိုးကိုမြဲမြဲကြီးဆွဲကင်ထားနိုင်တာကိုတော့ချီးကျူးပါတယ်ကွယ်ဒါပေမဲ့ကိုယ်တိုင်ကအားထုတ်ဆောင်ရွက်ခြင်းမဟုတ်ဘဲနဲ့တခြားသူဆောင်ရွက်ပြုစုထားတာတွေကိုပြန်လဲအသုံးပြုတာကိုယ့်ရဲ့အိမ်စာစာရေးစာကုန်းစာတန်းစသည်များကိုတခြားသူကိုအခကြေးငွေပေးပြီးတော့ဆောင်ရွက်ပေးစေတာပြီးတော့ရှိသေးတယ်အင်တာနက်ကူးယူပြီးတော့နည်းနည်းပါးပါးပြန်လဲပြောင်းလဲစီစဉ်ပြီးမှကိုပြုစုထားတဲ့ကဲ့သို့ဖော်ပြတာမူလရေးသားသူရည်ညွှန်းဖော်ပြထားခြင်းမရှိဘဲနဲ့အဲ့ဒီသူရဲ့အချက်လက်တွေကိုအသုံးပြုတာစတဲ့အပြုမှုတွေကို plagiarism ခိုးယူကူးချမှုလို့ခေါ်တယ်အဲ့ဒါဘယ်တော့မှမလုပ်အောင်တကယ်လို့လိုအပ်လို့အသုံးပြုရဆိုရင်လည်းအဲ့ဒီအချက်လက်တွေကဘယ်သတင်းအမြစ်တွေကရရှိတယ်ဆိုတာကိုနော်ရည်ညွှန်းဖော်ပြပေးရမယ်စုပေါင်းဆောင်ရွက်ကြတဲ့အခါမှာအဖြေရလက်ကတစ်ခုတည်းဖြစ်နေတာတော့မှလူတိုင်းကိုယ်စီပါဝင်လှုပ်ဆောင်ရေးသားပြုစုကြသတင်းအချက်လက်တွေကိုအတူတူကူညီရှာဖွေရမယ်တူကနေတူလုံးဝမကူးချအောင်နော်လိန်လေချင်းခိုးယူချင်းကိုမလိုဘဲနဲ့လှုပ်သိအောင်ဆောင်ခြင်းများကိုရှောင်နေကြရမယ်အခုလိုခိုးယူကူးချတာဟာဖြောင်းမှတ်တည်ကြည်မှုဖောက်ပြတာဖြစ်လို့ကုကျင်တရားကိုထိခိုက်စေတယ်ကိုယ့်ရဲ့အနာဂတ်ဘဝမှာအောင်မြင်ခြင်းနဲ့ဆိုရင်ဖြောင်းမှတ်တည်ကြည်မှုကိုအစဉ်တစိုက်ဆောင်ထိန်ရမယ်နားလေ ဟုတ်ကဲ့နားလဲပါတယ်ဆရာနောက်ကိုယ်တိုင်ကြိုးစားပြီးလှုပ်ဆောင်ပါမယ်ဆရာ အားလုံးနားလေကြရလားနားလေပါပါဆရာအားလုံးလိမ္မာကြတယ်